တကယ်တော့တမိုင်းဆိုတာအင်အားကြီးစစ်တပ်တွေအေယာမဘရင်တွေရဲ့ဇလန်းကြီးပဲမဟုတ်ပါဘူးတခါတလေမှာအင်အားနည်းပေမဲ့ထပ်မြက်တဲ့လျှို့ဝှက်အဖွဲ့အစည်းတွေကလည်းကမ္ဘာတမိုင်းလမ်းကြောင်းကိုလုံးဝပြောင်းလဲပြစ်နိုင်ခဲ့ကြပါတယ်ဒီနေ့မိတ်ဆွေကိုပြောပြချင်တာကတော့ဘလိုမျိုးအင်အားနည်းပါတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကနှစ်ပေါင်းများစွာနန်းဆန်ခဲ့တဲ့ဧကရိကြီးတွေကိုပါခြောက်လှန့်ပြီးတမိုင်းကိုပုံစံသစ်ရေးထိုးခဲ့ကြလဲဆိုတာပဲဖြစ်ပါတယ်ဒီအဖွဲ့အစည်းရဲ့နာမည်ကတော့ဟာရှာရှင်လို့ခေါ်ပါတယ်သူတို့ဘလို့စပြီးတော့တမိုင်းမှာနေရာယူလာခဲ့ကြတာလဲဆိုတာစိတ်ဝင်စားစရာပါပဲအာရဘီလိုဟာရှာရှင်လို့လူသိများတဲ့ဒီလောက်ကျန်တပ်ဖြတ်သူအဖွဲ့အစည်းဟာအီရန်နိုင်ငံအနောက်မြောက်ပိုင်းကတောင်တန်းတွေမှာစတင်ပေါ်ပေါက်လာခဲ့တဲ့အစ္စမေလီစစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်သူတို့မှာကိုယ်ပိုင်စစ်တပ်မရှိဘဲနဲ့အင်အားကြီးတဲ့ရန်သူတွေကိုရင်ဆိုင်ခဲ့ကြရတာပါဒါကြောင့်ပဲသူတို့ဟာလျှို့ဝှက်ထိုးဖောက်တာတွေနဲ့လောက်ကျန်တပ်ဖြတ်တာတွေကိုပဲအဓိကလက်နက်အဖြစ်အသုံးပြုခဲ့ကြပါတယ်သူတို့ရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက်ဒီနီးလန်းတွေကပဲသူတို့ရဲ့အဓိကမောင်းနှင်အားဖြစ်လာခဲ့ပါတယ်ဟာရှာရှင်တွေနဲ့ပတ်သက်လို့ဒန်ဒါရီဆန်နဲ့ပုံမြင်တွေအများကြီးရှိပေမဲ့သူတို့ဟာတကယ်တော့လက်တွေ့ကျတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်လူတွေဟာသူတို့ကိုကြောက်ရွံ့ခဲ့ကြပြီးနောက်ထပ်နှစ်ပေါင်း200လောက်အထိနိုင်ငံရေးလှုပ်ကြံတပ်ဖြတ်မှုမြောက်များစွာအတွက်တာဝန်ရှိခဲ့ပါတယ်သူတို့ရဲ့လှုပ်ဆောင်ချက်တွေဟာနိုင်ငံရေးလောကတစ်ခုလုံးကိုတုန်လှုပ်စေခဲ့တာပါဒီလိုအင်အားကြီးသူတွေကိုခြောက်လှန့်နိုင်ခဲ့တဲ့သူတို့ရဲ့ဩဇာအာဏာကဘလောက်တောင်ကြီးမားလဲဆိုတာစဉ်းစားကြည့်ပါဆဲလ်ဂျွတ်တွေအုပ်ချုပ်နေချိန်မှာအဘက်စစ်ခါလီဖ်တွေဟာဝိညာဉ်ရေးရာခေါင်းဆောင်တွေနဲ့ရုပ်သေးရုပ်လိုပဲဆက်လက်နန်းဆန်ခဲ့ကြပါတယ်ဒါပေမဲ့12ရာစုရောက်လာတဲ့အခါမှာတော့ကြီးကျယ်ခမ်းနားတဲ့ဆဲလ်ဂျွတ်အင်ပါယာကြီးကစတင်ပြိုကွဲလာခဲ့ပါတယ်ဒါဟာရင်းနှီးပြီးသားဇလန်းတစ်ပုဒ်လိုပါပဲထီနန်းဆက်ခံမှုအငင်းပွားမှုတွေနဲ့ဒေသဆိုင်ရာဘယင်ကန်တွေကအာဏာအတွက်ကြိုးပမ်းလာခဲ့ကြတာပါအားနည်းချက်ကိုသိမြင်တာနဲ့1136ခုနှစ်မှာအဘက်စစ်ခါလီဖ်အယ်မုကတာဖီဟာသူ့ကိုယ်ပိုင်စစ်တပ်ကိုထူထောင်ခဲ့ပါတယ်ဒါဟာနှစ်ပေါင်း200နီးပါးအတွင်းပထမဆုံးအကြိမ်အဖြစ်အဘက်စစ်တို့ရဲ့လွတ်လပ်ရေးကိုပြန်လည်ရယူဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်သူဟာဘက်ဂဒက်မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီး1159ခုနှစ်မှာဆဲလ်ဂျွတ်တို့ရဲ့ဝိုင်းရံတိုက်ခိုက်မှုကိုလည်းခုခံနိုင်ခဲ့ပါတယ်မျိုးဆက်ပေါင်းများစွာနိုင်ငံသားတွေရဲ့လက်အောက်ခံဘဝကနေအဘက်စစ်တွေဟာလွတ်လပ်တဲ့အင်အားစုအဖြစ်ပြန်လည်ပေါ်ထွန်းလာခဲ့တာပါမျိုးဆက်ပေါင်းများစွာနိုင်ငံသားတွေရဲ့လက်အောက်ခံဘဝကနေအဘက်စစ်တွေဟာလွတ်လပ်တဲ့အင်အားစုအဖြစ်ပြန်လည်ပေါ်ထွန်းလာခဲ့တာပါဒါပေမဲ့ဒီအခြေအနေတွေဟာမကြာခင်မှာပဲလုံးဝပြိုလဲသွားတော့မှာဖြစ်ပါတယ်တမိုင်းမှာဘယ်အင်ပါယာမှထာဝရမတည်မြဲနိုင်ဘူးဆိုတာဒီဖြစ်ရက်ကနေထင်ဟပ်နေတာကိုမိတ်ဆွေမြင်တွေ့ရမှာပါဘလို့အကြောင်းရင်းတွေကသူတို့ရဲ့ပြိုလဲမှုကိုဖြစ်စေခဲ့တယ်လဲဆိုတာစဉ်းစားစရာပါပဲအားနည်းတဲ့ဟာရှာရှင်တွေကနေစပြီးပြန်လဲထူထောင်ခဲ့တဲ့အဘက်စစ်တွေအထိဒီဇလန်းတွေကကျွန်တော်တို့ကိုတခုပြောပြနေပါတယ်အာနာဆိုတာမတည်မြဲတယ်လို့အင်အားနည်းတဲ့အုပ်စုတွေကလည်းတမိုင်းကိုလှုပ်ခတ်စေနိုင်နေဆိုတာပါပဲဒီလိုတမိုင်းဆိုင်ရာအလှည့်အပြောင်းတွေကနေကျွန်တော်တို့ဘဝအတွက်ဘလို့သင်ခန်းစာတွေရယူနိုင်မလဲဆိုတာစဉ်းစားမိပါလိမ့်မယ်နောက်ထပ်ဘလို့တမိုင်းဝင်အဖြစ်အပျက်တွေကအလားတူလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြသအောင်မလဲဆိုတာကိုလည်းဆက်လက်လေ့လာခြင်းနေဆိုရင်ကျွန်တော်တို့ရဲ့နောက်လာမယ့်ဗီဒီယိုတွေကိုစောင့်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်